မင်္ဂလာပါဗျ BTV ကနေကြိုဆိုလိုက်ပါတယ်2026ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့စတင်ပါပြီဒီကနေ့ကျွန်တော်ပထမဆုံးပွဲအနေနဲ့အင်ရှင်မက္ကဆီကိုအသင်းနဲ့တောင်အာဖရိကပွဲကိုဘော်ဒီဂျေးဘယ်လိုရှိတယ်ဂိုးပေါင်းဂျေးဘယ်လိုရှိတယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တကူစားအမြင်တွေဖြစ်လို့အကြိုက်တူတဲ့ညီကိုများကြော်သွားလို့ရပါတယ်ဗျအခုဒီဗီဒီယိုကိုကျွန်တော်လုပ်နေတဲ့အချိန်မှာတော့အင်ရှင်မက္ကဆီကိုအသင်းနေနဲ့ဘော်ဒီဂျေး1နှုတ်100ဂိုးပေါင်းကြီး2နှုတ်50ပဲရှိနေပြီးဂိုးပေါင်းကြီးနဲ့ဘော်ဒီကြီးအရန်ကန့်နေပါတယ်ပြီးခဲ့တဲ့2010ကမ္ဘာဖလားတောင်အာဖရိကအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့နှစ်အဖွင့်ပွဲမှာလည်းဒီနှစ်သိမ်းမဲ့တွေ့ဆုံခဲ့ပြီးဒီပွဲမှာတော့တစ်ဖက်တစ်ကူးစီတရေရလက်ထွက်ပေါ်ခဲ့ပါတယ်ဒီနှစ်ကတော့မက္ကဆီကိုအသင်းကပဲအသာစီးရနေတာပါအာဖရိကကတော့16နှစ်အကြာမှကမ္ဘာဖလားကိုပြန်လည်ပါဝင်ခွင့်ရတယ်ဆိုတော့ဒီကနေ့ပွဲမှာတောင်အာဖရိကကတော့တရေရလက်လောက်သာဥတီကစားလာမှာဖြစ်ပြီးတရေတမှတ်ရရင်ပဲသူတို့ရည်မှန်းချက်အောင်မြင်တယ်ပြောရအောင်အင်ရှင်မက္ကဆီကိုကတော့အဖွင့်ပွဲကိုအင်ရှင်အားသာချက်အပြည့်အသုံးချပြီးအနိုင်3မှတ်ရယူဖို့ကြိုးစားလာမှာပါတူတူနဲ့လူရင်းချိုးရရင်ဒီကနေ့ပွဲကျွန်တော်ကတော့မက္ကဆီကိုဘော်ဒီနဲ့ဂိုးပေါင်းအပေါ်စုံအပေါ်ကြိုက်ပါတယ်ဂိုးပေါင်းကစားခြင်းနဲ့ညီကိုတွေအနေနဲ့တော့2နှုတ်50ပြား50လောက်တော့ရှင်းနိုင်မှာလိုက်ကစားစီခြင်းပါတယ်ဒုတိယပွဲအနေနဲ့တောင်ကိုရီးယားနဲ့ချက်ပွဲစဉ်ကိုလည်းဘော်ဒီဂျေးဂိုးပေါင်းကြီးနဲ့ပဲစပြောကြရအောင်အခုလက်ရှိတော့ဘော်ဒီတေကြီးပေါက်နေပြီးဂိုးပေါင်းကြီး2နှုတ်50ပေးထားပါတယ်ပွဲနာနီးရင်တော့ကိုရီးယားဘက်ကပြား20လောက်တော့ပေးလာမယ်ထင်တယ်ဗျဒီပွဲမှာလည်းချက်အသင်းကဥရောပအသင်းဆိုတဲ့အားသာချက်တစ်ခုသာရှိပြီးကစားသမားအင်အားလက်ရှိဖောင်ရတောင်ကိုရီးယားကပဲအသာစီးရှိနေတာပါပွဲနာနီလို့ချက်ဘက်ကပြန်ပြီးပြား30 40ပေးလိုက်ရင်တော့ချက်ကစားပေါ့ဗျာမဟုတ်ရင်တော့ကိုရီးယားအသင်းနဲ့ပဲစွန့်စားတဲ့ပွဲပါဒီပွဲအတွက်ကျွန်တော်ရွေးချယ်မှုကတော့ကိုရီးယားဘော်ဒီနဲ့ဂိုးဘော်ကိုကြိုက်ပါတယ်နှစ်ပတ်သွင်းကိုအနည်းဆုံး2ဂိုးကနေစကြည့်ရမယ်ပွဲမျိုးပါကဲအချုပ်အနေနဲ့ကျွန်တော်ရွေးချယ်မှုတွေကိုပြန်ပြောကြရအောင်ပထမပွဲမက္ကဆီကိုဘော်ဒီနဲ့ဂိုးဘော်ဒုတိယပွဲတောင်ကိုရီးယားနဲ့ဂိုးဘော်ဒီနေ့အဖွင့်နှစ်ပွဲကတော့အပေါ်အသင်းတွေပဲကြိုက်တယ်ဗျာအကြိုက်တူမှာလိုက်ကစားကြည့်ပါအဆုံးထိနားထောင်ပြီးတဲ့ညီကိုတွေအားလုံးကျေးဇူးပဲဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်